အယိုးအကြီးထမ်းပြီးရေချုံနေတတ်တဲ့ AC ကွန်ညဘက်တိတ်ဆိတ်ငင်ကပ်နေတဲ့ပတ်ဝန်းကျင်မှာတိုးတိုးလေးညီနေတဲ့ရေချုံတန်းကိုတင်ကြားဖို့ပါကလားအဲ့ဒီအတန်ကအဝေးကလားဒါမှမဟုတ်တင်နာထဲမှာပဲကြားနေတာလားဒီအတန်ကကဘာပေါ်မှာလူတွေကြောက်ရွံ့ကြတဲ့ဒန်နာအိုင်လာ AC ဘုံရဲ့ရေချုံတန်းဖြစ်နိုင်ပါတယ်ဒီနေ့ AC ဘုံရဲ့ကြောင်းမဲ့ဖွယ်ရပုံပြင်ကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်AC ဘုံဆိုတာဗင်နီဇွဲလားနဲ့ကိုလံဘီယာနိုင်ငံတွေကဒန်နာအိုင်လာပုံပြင်တစ်ပုဒ်ပါသူဟာအနောက်တိုင်းဒေသတွေဖြစ်တဲ့လာနို့စ်တွင်ပြင်တွေမှာအထူးနာမည်ကြီးတဲ့ပုံပြင်တစ်ပုဒ်ဖြစ်ပါတယ်ဒီပုံပြင်ကရာစုနှစ်ပေါင်းများစွာကြာမြင့်လာခဲ့ပြီးဖြစ်ပြီးမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ပါဇက်ပြော့ဖြစ်ကူးပြောင်းလာခဲ့တာပါဒန်နာအိုင်လာ AC ဘုံဟာအများတန်းလေချွန်နေတတ်ပြီးကြက်ကန်ကန်ငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်သူ့ဖေကိုခဲ့တဲ့အတွက်ကျင်းစာတင်ခဲ့တာလို့ပြောကြပါတယ်ပုံပြင်မျိုးမျိုးရှိပေမဲ့အများဆုံးပြောကြတဲ့ပုံပြင်ကတော့သူဟာဗိုက်စာနေတဲ့အတွက်သူ့ဖေကိုဒီရဲသားစားခြင်းတယ်ဆိုပြီးရှာခိုင်းခဲ့ပါတယ်သူ့ဖေကဒီရဲကိုရှာမတွေ့တဲ့အခါကောင်လေးကစိတ်ဆိုးပြီးသူ့ဖေကိုပြီးအသားတွေကိုသူ့အမေကိုချက်ပြုတ်ခိုင်းခဲ့ပါတယ်သူ့အမေကယောက်ျားဖြစ်သူကိုမတွေ့တဲ့အခါသားဖြစ်သူကိုမေဖို့များစွာမေးပြီးတဲ့နောက်ပြစ်မှန်ကိုသိပြီးထိတ်လန့်သွားခဲ့ပါတယ်ဒီအကြောင်းကိုဖိုးဖြစ်သူကသိသွားတဲ့အခါကောင်လေးကိုတစ်ပင်မှာကျိုးနဲ့တုပ်ပြီးချိန်တန်ပေးခဲ့ပါတယ်ချိန်တန်ကြောင့်ရလာတဲ့ဒဏ်ရာတွေပေါ်မှာမြုပ်ပြီးတံမြသီးတို့နဲ့ပုတ်ပြီးတော့ပြစ်ဒဏ်ပေးခဲ့ပါတယ်ပြီးတဲ့နောက်ခွေးတကောင်ကမသိမချင်းသူ့နောက်ကိုလိုက်တက်စေဆိုပြီးချိန်စာတိုက်ခဲ့ပါတယ်အဲ့ဒါကြောင့်ပဲ AC ဘုံကခွေးတွေကိုမြင်ကြောက်လန့်တဲ့ကြထွက်ပြေးတတ်ပါတယ်ကောင်လေးတေဆုံးတဲ့အခါသူ့ရဲ့ဝိညာဉ်ဟာလေချွန်တန်တဲ့အတူကဘာပေါ်မှာရှောက်သွားနေတယ်ဆိုတဲ့ပုံမြင်တစ်ပုဒ်ပေါ်ပေါက်လာခဲ့ပါတော့တယ် AC ဘုံဟာလူသားတွေရဲ့အယိုးတွေပြည့်နေတဲ့အကြီးတစ်လုံးကိုကြောပိုးပြီးရှောက်သွားနေတယ်လို့ဆိုကြပါတယ်သူကလည်းဒီအယိုးတွေဟာသူ့ရဲ့သားကောင်တွေစီကားလို့ဆိုကြပြီးတချို့ကတော့သူ့အဖေရဲ့အယိုးတွေလို့ပြောကြပါတယ်သူဟာညဘက်တွေမှာအထူးသဖြင့်မိုးရွာသည်မှာပေါ်လာတတ်ပြီးလူကင်းမဲ့တဲ့လမ်းတွေနဲ့တောအုပ်တွေထဲမှာလှည့်လည်နေတတ်ပါတယ်သူ့ရဲ့အမည်တိုင်းမဲ့ AC ဘုံဟာသူ့ရဲ့ထူးခြားတဲ့လေချွန်တန်ကြောင့်လူသိများပါတယ်အဲ့ဒီလေချွန်တန်ကတင်းရဲ့အနာမှာတိုးတိုးလေးကြားနေရရင်သူကတင်းရဲ့အဝေးဆုံးမှာရှိနေအဝေးကနေကြဲကြဲလောင်လောင်ကြားနေရရင်တော့သူကတင်းရဲ့အနာမှာရောက်နေပြီဆိုတာကိုဖော်ပြနေတာပါဒီအတန်ကိုကြားတဲ့အခါသတိထားပါတဲ့အနာမှာအတန်ကြဲကြဲလောင်လောင်ကြားရပြီဆိုရင်တော့သင်ဟာအန်ရရဲ့နီးကပ်နေပါပြီ။ AC ဘုံဟာသူ့သားကောင်တွေကိုဘယ်လိုနည်းနဲ့တိုက်ခိုက်ကြလဲဆိုတာကပုံမြင်အမျိုးမျိုးပေါ်မှာမူတည်ပါတယ်။သူကအရက်သမားတွေနဲ့တစ္ဆာဖောက်သူတွေကိုအဓိကထားတိုက်ခိုက်တယ်လို့ဆိုကြပါတယ်။တစ်ခါတလေမှအရေးတစ်ခုဖြစ်ရောက်လာတဲ့ပြောပမှုရနေသူတွေကိုရက်ဆက်ဆက်တိုက်ခိုက်လို့ရှိပါတယ်။အများအားဖြင့်တော့အိမ်ထဲကိုဝင်ရောက်ပြီးညဘက်မှာသူတို့ရဲ့အသက်ကိုနှုတ်ယူတယ်လို့ပြောကြပါတယ်။တချို့ကလည်းသူဟာအိမ်ရှိမှရက်ပြီးသူ့အိမ်ထက်ကအယိုးတွေကိုရေတွက်နေတတ်တယ်လို့ဆိုကြပါတယ်။အယိုးရေတွက်နေစဉ်မှာအိမ်သားတယောက်ကအဲ့ဒီအတန်ကိုကြားလိုက်ရပြီဆိုရင်တော့သူတို့ထဲကတယောက်ဟာနောက်တစ်နေ့မှတေဆုံးရမယ်လို့ဆိုပါတယ်။ AC ဘုံရဲ့လေချွန်တန်ကိုကြားရတဲ့အခါပုဂ္ဂိုလ်ကိုကာကွယ်ဖို့နီးလန်းလို့ရှိပါတယ်။ခွေးတွေဟောင်းတန်းတနက်ပြစ်တန်းဒါမှမဟုတ်မီးတောက်တွေကသူ့ကိုအဝေးကိုပြေးစေနိုင်တယ်လို့ဆိုကြပါတယ်။အနားမှာမီးဘုတ်တစ်ခုထွန်းထားတာကလည်းသူ့ကိုတားဆီးနိုင်တယ်လို့ယုံကြည်နေကြပါတယ်။ AC ဘုံရဲ့ပုံမြင်ဟာရိုးရာဒဏ္ဍာရီတစ်ခုသာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီပုံမြင်ဟာဗင်နီဇွဲလားနဲ့ကိုလံဘီယာနိုင်ငံတွေကလူတွေရဲ့ယဉ်ကျေးမှုမှာအမြင့်တွယ်နေသေးပါပဲ။နောက်တစ်ခါညဘက်မှာလေချွန်တန်တိုးတိုးလေးကြားတဲ့အခါသင် AC ဘုံကျောင်းကိုသတိရပါလိမ့်မယ်။အဲ့ဒီအတန်ကအနီးကလားအဝေးကလားဆိုတာကိုသေချာနားထောင်ပါ။သင်ရဲ့အသက်ကိုကာကွယ်ဖို့ခွေးတစ်ကောင်မွေးထားဖို့တော့လိုပါလိမ့်မယ်။ AC ဘုံကျောင်းကတော့ဒီလောက်ပါပဲ။နောက်ထပ်စိတ်ဝင်စားစရာဒဏ္ဍာရီပုံမြင်တွေနဲ့ပြန်လာခဲ့ပါမယ်။သိချင်တာတွေကိုလည်းကွန်မန့်မှာရေးသွားခဲ့နိုင်ပါတယ်။